နှလုံးသွေးကြောချင်းယောဂရှင်တွေမှာမကြာခဏတွေ့ရလေရှိတဲ့ Trimetazidine ဆိုတဲ့ဆေးအကြောင်းကိုပြောပြပေးပါမယ်။ဒီဆေးဟာတခြားနှလုံးဆေးတွေလိုသွေးဖိအားသို့မဟုတ်နှလုံးခုန်နှုန်းကိုပြောင်းလဲပေးရမျိုးမဟုတ်ပါဘူး။သူ့ရဲ့အကြီးကအလုပ်ကကြတော့နှလုံးဆဲတွေရဲ့စွမ်းအင်ထုတ်လုပ်မှုကိုကူညီပေးတာပါ။သွေးကြောချင်းလိုနှလုံးဆဲတွေအောက်ဆီဂျင်လုံလောက်စွာမရောက်တဲ့အခါမျိုးမှာနှလုံးဆဲတွေဓာတ်မခံရအောင်နဲ့စွမ်းအင်ထိရောက်စွာသုံးနိုင်အောင် metabolic level မှာကာကွယ်ပေးတာဖြစ်ပါတယ်။ဒီတော့သူ့ရဲ့ကောင်းကျိုးတွေကကြတော့ရင်ဘတ်အောင့်တာအန်ဂျိုင်နာကိုတက်တာစီတယ်။မောပန်းလွယ်တာကိုရှော့ချပေးပြီးတော့လှုပ်ရှားသွားလာနိုင်စွမ်းကိုတိုးတက်စေပါတယ်။တခြားနှလုံးဆေးတွေနဲ့တွဲဖက်ပြီးတော့ iron therapy အဖြစ်ပိုမိုထိရောက်အောင်ကူညီပေးပါတယ်။ဒါပေမဲ့ဘေးထွက်ဆိုးကျိုးလေးတွေလည်းရှိနိုင်ပါတယ်။ခေါင်းမူတာ၊ဗိုက်အောင်တာ၊ပြို့အန်ဂျင်နာတွေဖြစ်တတ်တယ်လို့တချို့ဆိုရင်လက်တုံနာလမ်းလျှောက်ရင်ချိန်မခိုင်တာမျိုးပါကင်ဆိုနီယန်စင်တန်တွေဖြစ်လာတတ်ပါတယ်။အရေးကြီးဆုံးသတိထားမှာကပါကင်ဆန်ရောဂါရှိတဲ့သူတွေခြေလက်တုံတဲ့သူတွေနဲ့ကြောက်ကမကောင်းသူတွေဆိုရင်ဒီဆေးကိုလုံးဝရှောင်ကျဉ်ရပါမယ်။သို့မဟုတ်ဆရာဝန်နဲ့တေချာတိုင်ပင်ရပါမယ်။ဒါကြောင့် Trimetazidine ဟာနှလုံးရောဂါအတွက်တေချာထိရောက်တဲ့ဆေးတစ်ခွက်ဖြစ်ပေမဲ့မိမိသဘောနဲ့မိမိဝယ်တောက်လို့လုံးဝမရပါဘူး။ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲအတိအကျတောက်သုံးရမယ့်ဆေးဖြစ်ပါတယ်။ဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လေးလုပ်တော့ဖို့မေ့ပါနဲ့အောင်နော်အားလုံးပဲကြပါကြပါစေရှင်။